ထုစီပူပါဝိလိတိတာအခရာဆွဲသုံးဤရှစ်လုံးကိုတီကုန်းပန်းတွင်နေတိုင်းဆင်းတဲ့ကိုဘဝလှပဖို့အဆင်ပြေဖို့တိုးတက်ဖို့ဆိုရင်ဆိုခဲ့တဲ့အချက်ရှိချက်ကိုနေတိုင်းလိုက်နာကျင့်သုံးဖို့လိုအပ်တယ်တဲ့နံပါတ်1သူ့နေရလူကြီးမိဘဆရာသမားကောင်းတွေစီကကောင်းတဲ့အကျိုးရှိမဲ့စကားတွေကိုနေတိုင်းအမြဲနားထောင်သင်ယူရမယ်ကောင်းတဲ့သူနဲ့ပေါင်းဖို့ရယ်ကောင်းတဲ့စကားနားထောင်သင်ယူဖို့ရယ်ဟာဘဝအောင်မြင်ဖို့ရယ်ပထမနဲ့ဒုတိယအခြေခံအကြောင်းတရားပဲအောင်မြင်တဲ့သူတိုင်းဟာအောင်မြင်တဲ့သူတွေနဲ့ပေါင်းနိုင်ခြင်းအောင်မြင်တဲ့သူတွေစီကအောင်မြင်ခြင်းနည်းလမ်းတွေကိုရရှိခြင်းတွေကြောင့်ဖြစ်တယ်ဒါကြောင့်နေ့စဉ်နေတိုင်းနားထောင်မှုသင်ယူမှုလေ့လာမှုတွေကိုအမြဲရှိနေပါစေနံပါတ်2စိန်တရားတဲ့အမြဲကြံစီစဉ်းစားရမယ်ဘယ်လိုအောင်မြင်မှုမျိုးမဆိုစိတ်ကူးစိတ်သန်းစဉ်းစားကြံစီမှုကရှိရသွားရတာဖြစ်တယ်စဉ်းစားတွေးတောကြံစီမှုမရှိဘဲစိတ်ကူးစိတ်သန်းမရှိဘဲနဲ့ထင်ရာထလုပ်တာမျိုးကလည်းစနစ်ကြတဲ့ဘဝရဲ့အောင်မြင်မှုမျိုးမရနိုင်ဘူးဒါကြောင့်နေတိုင်းအမြဲတွေးတောကြံစီစဉ်းစားပါနံပါတ်3ပုတ်စေရငေးမြန်းလေ့လာရနားထောင်လို့ဖြစ်စေစဉ်းစားကြံစီလို့ဖြစ်စေကိုမသိတာနားမလဲတာကိုမေးမြန်းပါမသိလို့မေးရတာရှက်စရာကြောက်စရာမဟုတ်ဘူးတချို့ကကိုမသိတာနားမလဲတာကိုတခြားလူသိမှာကိုရှက်စရာလို့ထင်မြင်ကြတယ်မသိတာကိုမသိဘူးလို့ပြောရတာဟာသိအရသာရှိပါတယ်မသိဘဲနဲ့သိဟန်ဆောင်တာမျိုးကရှက်စရာဖြစ်တယ်ဆုပ်ယုပ်မှုလည်းဖြစ်တယ်ဒါကြောင့်ကိုမသိနားမလဲတာကိုမေးမြန်းစုံစမ်းပါမသိဘဲနဲ့သိဟန်ဆောင်ရတာမရှိဘဲနဲ့ရှိဟန်ဆောင်ရတာဟာသိဆင်းရဲပင်ပန်းနေဒါကြောင့်နေ့စဉ်နေတိုင်းကိုမသိတာရှိလို့ရှိရင်မေးမြန်းလေ့လာစုံစမ်းတာတွေဟာလည်းပဲလုပ်ရပါမယ်နံပါတ်4ဘာတိယပြောဆိုဆွေးနွေးနှီးနှောတိုင်ပင်ရမယ်ဘာလို့ပဲလုပ်ပြောဆိုနှီးနှောတိုင်ပင်မှုရှိတာဟာအမှားနည်းနိုင်တယ်ဘယ်သူကိုမှပြောဆိုနှီးနှောတိုင်ပင်မှုမရှိဘဲငါတကောကိုလှုပ်ချင်းဟာဘဝမှာအမှားများစွာတွေ့နိုင်တယ်မိသားစုမှာပဲဖြစ်ဖြစ်နိုင်ငံမှာပဲဖြစ်ဖြစ်စီဝေးခြင်းဆိုတာအခြေခံအလိုအဆုံးအချက်ပဲဒါကြောင့်စီဝေးပါတိုင်ပင်ပါပြောဆိုဆွေးနွေးပါနေ့စဉ်ပြောဆိုဆွေးနွေးတိုင်ပင်တာတွေကိုလုပ်ပါလို့ပြောရမယ်နံပါတ်5ဝိစာရိယစူးစမ်းစီစစ်သုံးသပ်ရမယ်ဘာပဲလုပ်မလုပ်ခင်ရောလုပ်နေတော့ရောလုပ်ပြီးတဲ့အခါအထိအဲ့ဒီအလုပ်နဲ့ပတ်သက်တာတွေကိုအခါကစူးစမ်းစီစစ်သုံးသပ်နေရမယ်လုပ်ပြီးပြစ်ထားလိုက်တာမျိုး